smartphone တွေမပေါ်ခင် keypad ခေတ်တော့လူတိုင်းသုံးခဲ့ဘူးရဲ့အရင်ဆုံး brand ကတော့ Nokia ပဲဖြစ်ပါလိမ့်မယ် Nokia က Android တွေ iPhone တွေမပေါ်ခင်2000ပြည့်နှစ်ကာလတွေမှာတော့ဈေးကွက်ရဲ့ထိပ်ဆုံးမှာနေရာယူခဲ့တယ်ဈေးကွက်မှာအရန် popular ဖြစ်လာတဲ့ iPhone နဲ့ Android တွေကိုရှင်းဖို့အတွက် Nokia 2012ခုနှစ်မှာ Microsoft နဲ့ပူးပေါင်းပြီးတော့ Windows Phone တွေထုတ်ခဲ့ပါသေးတယ်ဒါပေမဲ့ Nokia လူပေါင်းမားခဲ့လို့ပဲပြောရမှာပါ Nokia ရဲ့ Windows Phone တွေဟာ App Support ဘိုင်းမှာ iPhone နဲ့ Android တွေကိုမရှင်းနိုင်တဲ့အတွက်2014ခုနှစ်မှာပဲ Nokia ဟာသူ့ရဲ့ mobile လုပ်ငန်းစုကြီးတစ်ခုလုံးကို Microsoft ကိုရောင်းချခဲ့ရပါတယ်အဲ့နောက်ပိုင်းမှာကာလအတန်ကြာပျောက်သွားပြီးတော့2016ခုနှစ်မှာပဲ HMD လို့ခေါ်တဲ့ကုမ္ပဏီကနေပြီးတော့ Microsoft ရဲ့လက်ထဲကနေပြီးတော့ Nokia brand ကိုပြန်လည်ဝယ်ယူခဲ့ပြီးတော့ Nokia brand နဲ့ဖုန်းတွေဆက်ပြီးတော့ထုတ်ခဲ့တယ်ဒါပေမဲ့အခုလက်ရှိမှာတော့ Nokia ဆိုတဲ့ brand ကိုဆက်မသုံးတော့ဘဲနဲ့ HMD ကသူတို့ရဲ့ကိုယ်ပိုင် HMD Global ဆိုပြီးတော့ဖုန်းတွေဆက်ပြီးတော့ထုတ်လာပါတယ်အခုကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ဖုန်းကတော့ HMD ကနေထုတ်ထားတဲ့ Skyline လို့ခေါ်တဲ့ဖုန်းလေးပဲဖြစ်ပါတယ်ဒီဖုန်းမှာအခုလက်ရှိကျွန်တော်တို့မြင်တွေ့နေရတဲ့တခြားဖုန်းတွေမှာပါတဲ့ feature တွေထက်ပိုပြီးတော့မှမိုက်တဲ့ feature လေးတွေပါတယ်ဘယ်လို feature တွေပါလာလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်အောင်HMD ရဲ့အရှိကောက်ကတော့ Human Mobile Devices ပဲဖြစ်ပြီးတော့ဒီကုမ္ပဏီက Nokia အခြေစိုက် Finland နိုင်ငံကနေပြီးတော့ Nokia ဝန်ထမ်းတွေပဲပြန်လည်စုပေါင်းပြီးဖွဲ့စည်းထားတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်သူတို့ကဒီ Nokia brand ကိုမသုံးတော့ပေမဲ့အရင်တော့ထုတ်ခဲ့တဲ့ Nokia ဖုန်းတွေရဲ့ design language တွေကိုတော့သူတို့ရဲ့ဖုန်းတွေမှာဆက်ပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်အခုကျွန်တော် review လုပ်ပေးတဲ့ဒီ HMD Skyline ဆိုရင်တစ်ခေတ်တစ်ခါ2012-2013ပတ်ချာလည်မှာအရန်နာမည်ကြီးခဲ့တဲ့ Nokia ရဲ့ Lumia ဖုန်းတွေရဲ့ design ကိုပြန်လည်ပြီးယူသုံးထားတာပဲဖြစ်ပါတယ်2013လောက်ကာလ smartphone တွေမှာ5 megapixel 8 megapixel main lens လေးတွေပဲသုံးပေးနေတဲ့အချိန်မှာ Nokia ရဲ့ Lumia 1020မှာဆိုလို့ရှိရင်41 megapixel main lens ကြီးအောင်ပါနေပါပြီဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Nokia သူ့ခေတ်သူ့ခါမှာတော့တော်တော်ကြီးကိုကြမ်းခဲ့တဲ့ဖုန်းပါခုဒီ HMD Skyline ရဲ့ design อ่ะဆိုလို့ရှိရင်လေ Nokia Lumia series ရဲ့ design အတိုင်းပဲ down တွေကချွန်တယ်အပေါ်ဘက်နဲ့အောက်ဘက်နဲ့ကလုံးဝ flat ဘေးပေါင်တွေကတော့လုံးမိထားတယ်သူ့ရဲ့အတွင်းဘက် display panel ကတော့ rounded corner လေးနေပါကျောဘက်က camera design ကတော့တိတ်ပြီးတော့ထူးထူးဆန်းဆန်းတော့မဟုတ်ဘူး budget phone တွေမှာမြင်တွေ့နေကြ camera design ပဲသူ့ရဲ့ကျောဘက် panel လေးကတော့လက်ရမထင်တဲ့ frosted back လေးကိုသုံးမိထားရပါတော့ဆိုတော့ကင်ကြည့်လိုက်လို့ရှိရင်ချောချောမွေ့မွေ့လေးနဲ့တော်တော်လေးပုတ်လို့ကောင်းတဲ့ back ကပါလေးပါဒီဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်အဓိကပြောချင်တယ်သူ့ရဲ့အားသာချက်လို့လည်းပြောလို့ရသလိုထူးခြားချက်လို့လည်းပြောလို့ရတဲ့အရာကတော့သူ့ရဲ့ repairability ပါအားလုံးလည်းမှတ်မိကြအောင်ပါ iPhone ကလွဲပြီးတော့ဒီ2015မတိုင်ခင်တော့ smartphone တွေကကြောဘက်ကိုခွာပြီးတော့ကျွန်တော်တို့ battery ကိုလဲလို့ရတယ်နောက်တစ်လုံးထပ်ပြီးတော့တက်လို့ရတယ်တက်ထားတဲ့အချိန်မှာခုန battery ကိုဖြုတ်ပြီးတော့ကျွန်တော်တို့ဒီဖားပါဇက်လို့ခေါ်တဲ့ဟာကြီးနဲ့ကျွန်တော်အားပြန်သွင်းခဲ့ရပါတော့နောက်ပိုင်းဒီ IP rating တွေပါလာတဲ့အခါမှာ smartphone company တွေကသူတို့ရဲ့ဖုန်းတွေကိုရေးဆိုခံအောင်လို့ဒီဖုန်းတစ်ခုလုံးကို integrate ပေါ့နော်အကုန်လုံးကိုကြောဘက်တွေရောဘာတွေရောအကုန်လုံးကိုခွာလို့မရအောင်ဆိုပြီးတော့တတ်မှတ်တဲ့တသားတွေဖြစ်အောင်ထုတ်ခဲ့ကြရပေါ့။ဟိုကြိုက်တဲ့လူတွေလည်းရှိသလိုမကြိုက်တဲ့လူတွေလည်းရှိတယ်။ဘာဖြစ်ဖြစ်ကိုယ့်ရဲ့ဖုန်းရဲ့ battery ကိုအလဲတကူဖြုတ်ပြီးတော့လဲတက်လို့ရတာတော့ပြောမယ်ဆိုရင်အားသာချက်တစ်ခုလို့တော့ကျွန်တော်ကတော့မြင်တယ်။ဒီ HMD Skyline မှာ battery မကဘဲနဲ့ဖုန်းရဲ့ screen, speaker, charger port အစရှိသဖြင့်အားလုံးကိုကိုယ်တိုင်စိတ်ကြိုက်ဖြုတ်လို့ရတယ်လဲတက်လို့ရတယ်။ဖုန်းရဲ့အောက်ခြေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် speaker ဘေးနားလေးမှာ screw box လေးတစ်ပေါက်ကိုတွေ့ရပါလိမ့်မယ်ဒီ screw လေးကိုဖြုတ်ပြီးတော့ဖုန်းရဲ့ကြောဘက်ကိုအလွယ်တကူဖွင့်လို့ရတယ်ဒီကနေတစ်ဆင့် battery ကိုဖြုတ်လို့ရမယ်နောက်ထပ် battery အသစ်တစ်ခုနဲ့လဲပြီးတော့တက်လို့ရမယ်ဒါအပြင်ကိုယ့်ရဲ့ဖုန်းမှန်နေပါပြီကွဲသွားခဲ့လို့ရှိရင်လည်းမှန်ကိုအလွယ်တကူဖြုတ်ပြီးတော့တက်လို့ရမယ် charger port ကနေပြီးတော့အားမဝင်တော့တာကိုဘာလို့ဖြစ်ခဲ့လို့ရှိရင် charger port အသစ်တစ်ခုထပ်ပြီးတော့လဲတက်လို့ရမယ်အဲ့တော့မှကိုက speaker တွေပါလဲကျင်သေးရဆိုလို့ရှိရင်လဲလို့ရသေးတယ်ဒီလိုလုံးလို့ရတာဖုန်းတစ်လုံးနှစ်ရှည်များစွာကင်ကျင်တဲ့သူတယောက်တည်းဆိုလို့ရှိရင်တော့အရန်ဟိုမှာကောင်းမွန်တဲ့အားသာချက်ကြီးလို့ပြောလို့ရတယ်။ကိုကဖုန်းတစ်လုံးကိုဝယ်ပြီးတဲ့အခါမှာနှစ်တိုင်း update မလုပ်ချင်ဘူး။ကိုယ့်ရဲ့ဒီဖုန်းရဲ့ battery တို့ဘာတို့ပဲလဲပြီးတော့သုံးသွားကျင်တယ်ဆိုလို့ရှိရင်တော့တော်တော်လေးမိုက်တဲ့ feature ပါ။ Okay လဲတာတော့ဟုတ်ပါပြီ။ဒီ spare parts တွေကိုဘယ်ကနေဝယ်ရမှာလဲ။ HMD Skyline ရဲ့ spare parts အကုန်လုံးကို iFixit လို့ခေါ်တဲ့ website ကနေပြီးတော့ဝယ်လို့ရတယ်။ iFixit ကကျွန်တော်တို့ device တစ်ခုထွက်လာပြီဆိုလို့ရှိရင်ဒီ device က repairability ဘယ်လောက်ထိပြင်ရဆိုင်ရလွယ်ကူလဲဆိုတာကိုအမြဲတမ်းအကဲဖြတ်ပေးတဲ့ website ပါဆိုတော့ဒီ iFixit နဲ့
ဒီ HMD နဲ့ပူးပေါင်းပြီးတော့ပေါ့နော်သူတို့ဒီ iPhysics website မှာ Skyline ရဲ့ spare parts တွေကိုသူတို့တင်ပြီးတော့ရောင်းမိတယ်ဘယ်လိုပြင်ဆင်ရမလဲဆိုတာလေးကို tutorial ဘာညာလဲသူတို့လုပ်ပြီးထားတာရှိရပေါ့နော် Skyline ရဲ့ battery အားဆိုလို့ရှိရင်ကိုက 2GB ကိုမယူဘူးဆိုလို့ရှိရင်$25ထိကျတဲ့မယ်ဒီ$25မြန်မာငွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့$1,000လောက်တော့ရှိတာပေါ့$1,000လောက်ကုန်ခံလိုက်တာနဲ့ကိုယ့်ရဲ့ဖုန်းရဲ့ battery ကလုံးဝအသစ်နီးပါးတိုင်းကိုပြန်ဖြစ်သွားမှာပါဆိုတော့ဒီဖုန်းကဘယ်လိုလူတွေနဲ့ကွက်တိကြမလဲဆိုရင်ကိုယ့်ရဲ့ဖုန်းကိုအတွင်းပိုင်းပစ္စည်းလဲခြင်းလို့ service သမားတွေစီလည်းမပို့ခြင်းဘူးကိုလက်ကိုချေပဲလောက်ရမှကျင်းတတ်တယ်ဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းကလုံးဝအန်ကိုက်ပါပဲဒါပေမဲ့တစ်ခုတော့ရှိတယ်DIY repair လုပ်လိုက်ရတယ်ဆိုမှအရင်လွယ်ကူနေတော့မဟုတ်ဘူးเนาะကိုကဖုန်းနဲ့ပတ်သက်တဲ့ knowledge လည်းအနည်းငယ်ရှိရမယ်နောက်ပြီးတော့ကိုမှလိုအပ်တဲ့ tools တွေလည်းအစုံလည်းရှိထားဖို့လိုပါလိမ့်မယ်နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့သူ့မှာဒီ Qi2 wireless charging support ပေးတယ်ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီဖုန်းရဲ့ကြောဘက်မှာကျွန်တော် iPhone 12 model ကနေစပြီးတော့ MagSafe charger ထည့်ပေးထားသလိုပဲသူ့မှာလည်း magnetic coil ပါတယ်ဆိုတော့ wireless charging နဲ့အပြင် Apple ရဲ့ဒီ MagSafe accessory တွေပါဒီကောက်မှာသုံးလို့ရတယ်တခြား Android ဖုန်းတွေလိုမျိုး back cover တစ်ခုထပ်ပြီးတော့တက်ဆရာမလိုတော့ဘဲနဲ့ဖုန်းမှာနေမယ်တီးသန့်သုံးလို့ရတော့ပါမယ်ဆိုတော့ wireless ကို50 watt အနေနဲ့ support ပြီးတော့5 watt reverse wireless အနေနဲ့လည်းတခြား device တွေကိုပြန်ပြီးတော့အသွင်းပေးလို့ရပါသေးတယ် battery အနေနဲ့ကတော့4600 mAh ရှိတဲ့ battery ကိုသုံးပေးထားတယ်ဆိုတော့ကျိုးအနေနဲ့အသွင်းမယ်ဆိုလို့ရှိရင်တော့33 watt fast charging support ပေးပါတယ်ဆိုတော့အခုဖုန်းရဲ့အကြောင်းအပြန်အောင်ဆိုတော့သူ့ရဲ့အသွင်းကြိုးလေးကလည်းအပြန်အောင်ပါနောက်ထပ်ထူးခြားချက်အနေနဲ့ကတော့သူ့မှာ iPhone တွေမှာပါတဲ့ action button လိုမျိုးပဲ customize လုပ်လို့ရတဲ့ button တစ်ခုပါပါသေးတယ်ဒီကောင်လေးကို setting ထဲမှာသွားပြီးတော့ကိုကြိုက်တဲ့action တစ်ခုခုကိုသွားပြီးတော့ customize လုပ်ထားလို့ရတယ် shortcut အနေနဲ့ဘာတွေပေးထားလို့ရလဲဆိုတော့ကျွန်တော်ဒီ ring silent အပြင် camera ဖွင့်တာနောက်ပြီးတော့ ChatGPT ကို auto ခလန့်ခိုင်းတာတို့နောက်ပြီးတော့map တို့ဘာတို့အစရှိသဖြင့်ပေါ့နော် app တစ်ခုခုကိုဖွင့်တာမျိုးအလွယ်တကူလုပ်လို့ရတယ် action အနေနဲ့ကလည်းနှစ်ခုထားလို့ရတယ်press တစ်ချက်နှိပ်တာနဲ့ double click ပေါ့နော် double နှစ်ချက်နှိပ်တာဆိုလို့ရှိရင်ဘာလုပ်တာဆိုပြီးတော့အဲ့လိုမျိုးခိုင်းလို့ရတယ် action button တစ်ခုတည်းမဟုတ်ဘဲနဲ့သူရဲ့ဒီ lock clock ကိုလည်း customize လုပ်လို့ရပါသေးတယ်ဒါတွေကတော့သူ့မှာပါတဲ့ထူးခြားချက်လေးပေါ့နော်ဆိုတော့သုံးရတဲ့ experience ကဘယ်လိုမျိုးရှိလဲအရင်ဆုံး specs လေးပြောအောင်6.55 inch ရှိတဲ့ OLED display ကိုသုံးမိထားတယ် refresh rate အနေနဲ့ကတော့ 144Hz ထိအောင်ပါပါတယ် 1000 nits peak brightness ပါပြီးတော့ HDR10 လည်း support ပါသေးတယ်နေရာအောက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးတော့အဆင်ပြေတယ်ဖုန်းက210 gram လေးတယ်ဒါပေမဲ့အရင်လေးမဟုတ်ဘူးဆိုပေမဲ့သူရဲ့အပေါ်အဖောင်တွေကအရန်ကိုကျဲတဲ့အတွက်ဖုန်းကပြက်ကျဲလို့ပြောလို့ရတယ်လက်ထဲမှာဆိုတအားကိုနေရယူတယ် chipset အနေနဲ့ကတော့ Snapdragon 7S Gen 2ကိုသုံးမိထားတယ်4 nanometer နဲ့ chipset ပါတာမန် daily usage မှာတော့တော်တော်လေးကိုအဆင်ပြေတယ် game ဆော့မယ်ဆိုလို့ရှိရင်လည်း heavy AAA game တွေလောက်ထိမဟုတ်ဘဲနဲ့ mid-range game လေးတွေပေါ့နော်တော်တော်လေးအဆင်ပြေပြေနဲ့တော့ဆော့လို့ရပါတယ်ပြောမယ်ဆိုလို့ရှိရင်တနေ့တာ daily usage တော်တော်လေးကိုလုံလောက်တဲ့ chipset ကိုသုံးမိထားတယ်လို့ပြောလို့ရတယ် RAM အနေနဲ့ကတော့ 12GB ပါ storage အနေနဲ့ကတော့ 256GB ပါတဲ့ storage ကိုသုံးမိထားတယ်အဲ့ဒါနဲ့မှကိုကမလောက်သေးဘူးဆိုလို့ရှိရင်လည်း SD ကထပ်ဆိုင်လို့ရပါသေးတယ်ကင်မရာမှာတော့108 megapixel main lens ကိုသုံးမိထားတယ် OIS ပါတယ်50 megapixel telephoto ရဲ့30 megapixel ultra wide ရဲ့ပါသေးတယ်ဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်တော့ 4K 30 fps နဲ့အမြင့်ဆုံးရိုက်လို့ရပါမယ် photo quality လေးရတော့မစိုးဘူးလို့ပဲပြောရမှာပေါ့နော်noise လေးတွေနည်းနည်းပါတယ်color tone လေးကလည်း warm နဲ့ဘက်ကိုသွားတယ်ပေါ့နော် mid range phone တစ်လုံးအတွက်ဆိုလို့ရှိရင်တော့မစိုးဘူးလို့ပဲပြောရမှာပါ battery က4600 mAh ဆိုပေမဲ့အချို့သော9000 mAh သုံးမိထားတဲ့ဖုန်းတွေထက်နည်းနည်းလေးအားပိုခံတာကိုတွေ့ရတယ်တာမန် user ဆိုလို့ရှိရင်တော့တစ်နေ့တောင် AC လေးတော့ဖြတ်သန်းလို့ရပါတယ်တာမန် hybrid stereo speaker ကိုသုံးမိထားရဆိုပေမဲ့တော်တော်လေးကိုမှကျယ်တဲ့ speaker မျိုးစားတွေမှာပါပါတယ်ဒီလိုထူးထူးခြားခြားကွက်ပြောက်ဖုန်းလေးကိုမှကင်ကျင်တယ်ဆိုလို့ရှိရင်တော့ Apple Plus Mobile မှာဘတ်1900ထဲနဲ့ဝယ်ယူလို့ရနေပါပြီ Apple Plus Mobile မှာခုလိုကွက်ပြောက်ဖုန်းတွေအပြင် iPhone 5S ကနေ Huawei Tri-Phone ဖုန်းတွေထိစုံစုံလင်လင်ရရှိနိုင်တဲ့အတွက်ဖုန်းဝယ်ဖို့စီစဉ်ရှိရဆိုရင် MPK Center 4 လွှာ Zone 4B03 မှာရှိတဲ့ Apple Plus Mobile ကိုတစ်ခါတော့သွားကြည့်ကြဖို့အကြံပေးချင်ပါတယ်ခုလိုမျိုးဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ page ကို like and follow လုပ်ထားလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်